ဒီလူကအဝလွန်နေတဲ့ကောင်မလေးဟာဝိတ်ကျသွားရင်အရန်လှလာမဲ့သူဆိုတာတစ်ချက်ကြည့်ုံနဲ့သိနေခဲ့တယ်ဒါကြောင့်သူဟာကျောင်းရဲ့အလှပန်းလေးစီကအခြေရေးကမ်းလှမ်းမှုကိုညှင်းပယ်လိုက်ပြီးအဝလွန်နေတဲ့ကောင်မလေးစီသွားပြီးအချစ်ကိုဖွင့်ပြောလိုက်တယ်ကျောင်းလှပန်းလေးကတော့ဒီလူဟာသူမရဲ့အာယုံဆိုင်မှုကိုရအောင်တမင်တက်တက်လုပ်ပြနေတာလို့ထင်ခဲ့တာပါဒါပေမဲ့နောက်တစ်နေ့မှာတော့ဒီလူဟာကောင်မလေးနဲ့ချစ်သူဖြစ်သွားပြီဆိုတာကိုတရားဝင်အတည်ပြုလိုက်ပါတယ်ကောင်မလေးသာဝိတ်ကျသွားရင်တလောကလုံးမှာရှိတဲ့တခြားမိန်းကလေးတွေအားလုံးထက်ပိုလာမှာဖြစ်ကြောင်းသူကချီးကျူးခဲ့တယ်။အဲ့ဒီနောက်မှာသူဟာကောင်မလေးနဲ့အတူဝိတ်ချဖို့အတွက်စိတ်ရှည်လက်ရှည်အဖော်ပြုပေးခဲ့ပါတယ်။သူဟာ3လအတွင်းကောင်မလေးကိုလုံးဝပြောင်းလဲသွားအောင်လုပ်ပြီးဒီကျောင်းလာပန်းလေးကိုနောက်တကြီးစွာရစေဖို့စီစဉ်ခဲ့တာပါ။တကယ်တော့ဒီလူဟာကျောင်းလာပန်းလေးနောက်ကို10နှစ်တိလိုက်ခဲ့ဘူးပေမဲ့မထင်မှတ်ပဲအဲ့ဒီမိန်းကလေးကတစ်ချိန်တည်းမှာရီးစားရှေ့ရောက်ထားခဲ့တာပါ။သူမကတခြားယောက်ျားတွေကိုတော့အိမ်ထဲအထိခေါ်လာခဲ့ပါသေးတယ်။အဲ့ဒီလိုနဲ့အခြေတင်စကားများကြရင်ဒီလူဟာဒေါသအကြီးကျယ်ထွက်ပြီးမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာသူဟာဒဏ်ရာအပြင်းထန်ရပြီးမြေပြင်ပေါ်လဲကျသွားခဲ့ရတယ်။ဘေးနားမှာရှိတဲ့ကျောင်းလာပန်းလေးကတော့သူ့အပေါ်မှာနည်းနည်းလေးတောင်တနာစိတ်မရှိတဲ့အပြင်အတုံးမကျတဲ့လူရှုံးညက်တစ်ယောက်ဖြစ်လောင်ပြောင်းခဲ့ပါသေးတယ်။သူတို့စကားပြောနေကြရင်းနဲ့အထက်တန်းတုန်းကသူ့ဘေးမှာထိုင်ခဲ့တဲ့ခုံဖော်ခုံဖက်ကောင်မလေးတစ်ယောက်ဟာသူ့ကိုတစ်ဖက်သက်ချစ်ခဲ့ဘူးကြောင်းသိလိုက်ရတယ်။အခုဆိုရင်အဲ့ဒီခုံဖော်ကောင်မလေးဟာဝိတ်ကြပြီးတိတိတတ်တာလှပသွားရုံနဲ့မကပဲထိတ်တန်းလုပ်ငန်းစုကြီးတစ်ခုရဲ့အကြီးအကဲလည်းဖြစ်နေပါပြီ။ပေါင်300လောက်လေးတဲ့သူ့ရဲ့ခုံဖော်ဟောင်းလေးဟာသူ့ကိုတကယ်ချစ်တဲ့သူဆိုတာကိုသူနောက်ဆုံးမှနားလည်သွားခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအချိန်တွေဟာရုတ်တရက်နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။သူဟာကျောင်းလာပန်းလေးကိုအခြေရေးကမ်းလှမ်းဖို့စီစဉ်ထားတဲ့နေ့ကိုပြန်ရောက်သွားတာကိုသိလိုက်ရတယ်။အဲ့ဒီအချိန်မှာကျောင်းလာပန်းလေးကသူ့ကိုအခြေရေးကမ်းလှမ်းဖို့အခွင့်အရေးပေးမယ်လို့ပြောလာခဲ့ပါတယ်။ဒါပေမဲ့သူကတော့သူမကိုဘာကြောင့်အခြေရေးကမ်းလှမ်းရမှာလဲလို့ပြန်မေးလိုက်တယ်ဘာလို့လဲဆိုတော့သူပြန်လဲမွေးဖွားလာပြီးနောက်မှာဘသူကသူ့ကိုတကယ်ဂရုစိုက်တယ်လဲဆိုတာသူသိနေပြီမို့ပါဒါကြောင့်လဲသူဟာအစကတည်းကအဝလွန်နေတဲ့ကောင်မလေးကိုအစပြိုးပြီးအချစ်ကိုဖွင့်ပြောခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ဒီကောင်မလေးဟာကိုယုံကြည်မှုမရှိတဲ့စိတ်ကြောင့်ဝါလာခဲ့တာမှန်သူသိလိုက်ရတယ်ဒါကြောင့်သူဟာသူမကိုစိတ်ရှည်လက်ရှည်အားပေးပြီးကိုယုံကြည်မှုရှိလာအောင်ကူညီပေးခဲ့တယ်သူမကိုကောင်းကောင်းဂရုစိုက်ပေးတယ်လို့ဝိတ်ချဖို့လဲအတူတူအဖော်ပြုပေးခဲ့ပါတယ်ကျောင်းလှပန်းလေးကတော့ဒီမြင်ကွင်းတစ်ခုလုံးကိုရေစရာလို့ထင်နေခဲ့တယ်ဒီလူလုံးသမျှအားလုံးဟာသူမရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်ပဲလို့သူမယုံကြည်နေခဲ့တာပါအတူတူအချိန်ကုန်ဆုံးလာတာနဲ့အမျှသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာပိုပြီးကောင်းမွန်လာခဲ့တယ်သူတို့နှစ်ယောက်ဟာတက္ကသိုလ်တစ်ခုတည်းကိုတောင်အတူတူတက်ခွင့်ရခဲ့ကြပါတယ်ကောင်မလေးဟာပေါင်300ရှိတဲ့အဝလုံးမလေးဘဝကနေလူတိုင်းချစ်ကြတဲ့လှပချုံမောတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါပြီနောက်ပိုင်းမှာကောင်မလေးဟာအတန်းဖော်ဟောင်းတွေပြန်ဆောင်ကြတဲ့ပွဲကိုတက်ရောက်ခဲ့တယ်လူတိုင်းကသူမကိုမြင်တဲ့အခါအကြီးကျယ်အံ့အားသင့်သွားကြတယ်ကောင်မလေးဒီလောက်အထိဝိတ်ကျသွားတာကိုသူတို့မယုံနိုင်အောင်ဖြစ်နေကြတာပါကျောင်းလာပန်းလေးကတော့သူမကိုလှည့်စားဖို့အတွက်မင်းသမီးတစ်ယောက်ကိုငှားထားတာဆိုပြီးအော်ဟစ်ဆဲဆိုခဲ့ပါတယ်သူမဟာကောင်မလေးကိုရိုက်ဖို့ရှေ့တိုးလာခဲ့ပေမဲ့ဒီလူကတားဆီးခဲ့တယ်ဒါတောင်ကျောင်းလာပန်းလေးကတော့ဒီလူဟာသူမရဲ့အာယုံဆိုင်မှုကိုရအောင်တရုပ်ဆောင်နေတာလို့ဆက်ပြီးငင်းခုန်နေလုံးမှာပဲကောင်မလေးကယဉ်နီးနေတဲ့တခြင်းတစ်ပုဒ်ကိုတီးဆိုလိုက်တဲ့ခါမှသာသူမဟာအရင်ကကောင်မလေးပဲဆိုတာလူတိုင်းနားလည်သွားကြတော့တယ်ဘာလို့လဲဆိုတော့